ခါလေးမှာကျွန်တော်တက်တာထဲမှာဖျားနဲ့မှန်ကန်စွာရှောက်လန်းရက်သားနဲ့ပုံမှန်ဆူတောင်းတယ်လူတွေထက်လဲပို့ပြီးတော့ကျန်းစာတွေဖတ်တယ်ခံယူတယ်ပေးကမ်းတယ်ဒါပေမဲ့မကြုံချင်တာတွေကြုံရတယ်ဟုတ်တယ်မင်းအရန်ပင်ပန်းနေတာငါသိတယ်မင်းအရန်ငိုနေတာမိသားစုအတွက်မင်းအကောင်းဆုံးပြင်ဆင်ထားတာငါရဲ့အမှုတော်အတွက်ချိန်ပေးတာတွေငါမြင်တယ်ငါသားငါသမီးတို့ပေမဲ့အခုချိန်မှာမင်းစုတောင်းချက်ကိုငါပယ်တာမဟုတ်ဘူးမကြခင်မှာမင်းစုတောင်းထားတာတဲ့တာ၍ကြီးတဲ့မိန်းကလာကိုငါပြင်ဆင်ပေးထားတယ် Praise the Lord ပြောပါအောင်ကျွန်တော်စုတောင်းတာတဲ့ကျွန်တော်မျှော်လင့်တမျှတဲ့တာ၍ကောင်းတော်မင်္ဂလာကိုဖျားသခင်ကငါနဲ့ငါမိသားစုအတွက်ပြင်ဆင်ပေးထားတယ်လက်ခုပ်တီးပြီးတော့အာရပါရအတီးပြရအောင်အကျိုးနဲ့ဖို့တစ်စမမရှိဘူးဖျားနဲ့မှန်ကန်တယ်ဖျားနဲ့တွားနေတယ်ဖြားတယ်နားတယ်လာစားထုတ်တမျှမလောက်ဘူးအကျွေးတွေတင်းတယ်စိတ်မပူနဲ့အကျိုးနဲ့ဖို့ပြပဲတော့မှမကြံစီဘူးဖျားနဲ့မှန်ကန်နေတဲ့သူတယောက်အတွက်ပဲတော့မှဖျားကသူဆုံးရှုံးသွားဖို့သူအကျိုးနဲ့ဖို့သူနာဖို့ဖျားမကြံစီထားဘူး